안녕하세요 여러분. 디네 여러분들ငွေစုသည်ငွေထုတ်သည်ငွေပို့သည်အဲ့လိုစလုံးလေးတွေကိုကိုရီးယားလိုဘယ်လိုပြောမလဲအဲ့တော့ဒါလေးတွေကိုဒီနေ့အဲ့စလုံးလေးတွေကိုသင်ပြပေးသွားမှာဖြစ်ပါတယ်시작할게요 입금마다 돈을 넣다ငွေစုသည်출근마다 돈을 찾다ငွေထုတ်သည်환전하다 돈을 바꾸다ငွေလဲသည်송금마다 돈을 보내다ငွေပို့သည်ငွေလွှဲသည်계좌를 개설하다 통장을 만들다ဘဏ်စာအုပ်လုပ်သည်ဘဏ်ကောင့်ဖွင့်သည်신용카드를 만들다 체크카드를 만들다ကတ်လုပ်သည်ကတ်ထုတ်သည်တူတူပါပဲ공과금은 납부하다အဖိုးခဝန်ဆောင်ခများပေးသည်ဒါကြတော့ဖုံးပီတွေလက်စစ်ခတွေမီတာခတွေစသည်ဖြင့်ပေါ့နော်အဲ့ဒါတွေပေးတာဖြစ်ပါတယ်ဒီဒါဆိုလို့ရှိရင်အစာနဲ့တစ်ခေါက်ပြန်ဖတ်ပြပါမယ် 입금마다 돈을 넣다 출근마다 돈을 찾다 환전하다 돈을 바꾸다 송금마다 돈을 보내다 계좌를 개설하다 통장을 만들다 신용카드 체크카드를 만들다 공과금은 납부하다 네, ဒီလောက်ဆိုအစီအစဉ်များတင်ပါတယ်နောက်သင်ခန်းစာမှာပြန်တွေ့ပါမယ်안녕